မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားအခန်း1ဂျွန်ဟာယိုဂျွန်စင်ဖြစ်ရမယ်လို့ဆွဲမြဲယုံကြည်မယ်ကိုရွေးချယ်တဲ့ပွဲကိုကိုဝင်ပြိုင်မှုဇွဲနေပဲလဲရှိမယ်ဆိုရင်အောင်ပွဲဆိုတာပြေးမလို့ဘူးဒါမင်းတကယ်ကြိုးစားရလားဟုတ်ကဲ့အမေတကယ်တည်တည်ချာချာကြိုးစားတာအမှန်တော့ဟုတ်ပါတယ်ဒါဆိုမပူနဲ့သားမင်းတကယ်ကြိုးစားနေတာမှန်ရင်မအောင်မြင်တရားမရှိဘူးအောင်မြင်လိမ့်မယ်မကြိုးစားတော့ဘူးဆိုမှတာတကယ်ရှုံးသွားတာအခန်း1ဒါမင်းတကယ်ကြိုးစားရလားကျွန်တော်ကောင်းထဲမှာတင်ရရရှိနေသည့်အစောဆုံးမမိသည့်အရာတစ်ခုကအမေနဲ့ကျွန်တော်ပြေးကြခြင်းဖြစ်သည်ကျွန်တော်တို့ပုံဝင်ခြင်းမှာရှိကြသည့်တက်ရှိတော်မှန်သမျှယောက်ျားမိန်းမကလေးခွေကြောင်များပါမကြံအကုန်ပြေးနေကြသည်အဲ့ဒီတုန်းက1929ခုကျွန်တော်အသက်9နှစ်သားကျွန်တော်တို့အားလုံးကျွန်တော်တို့မြို့အထက်မှာစီးမှုရရှိနေသည့်ဆယ်ပေါင်ရိုးကြီးစီတို့ပြေးနေကြခြင်းဖြစ်သည်ကျွန်တော်တို့မြို့ဆိုဒီမှာအမေရိကန်ပြည်တောင်ပိုင်းအကင်ဆောပြည်နယ်ရှိအကင်ဆောစီးတီးမြို့မစ်စစ်စပီမြို့အထက်ပိုင်းကအခြားဆယ်တစ်ခုကျိုးကရေတွေဒရဂျန်တိုးလာတဲ့ဖြင့်ကျွန်တော်တို့အသက်တူပြေးနေကြခြင်းဖြစ်သည်ရေကကျွန်တော်တို့နောက်မှာတဟုန်တို့လိုင်းပါနေပြီအမေကျွန်တော်ကိုလက်မောင်းပြုံးမထွက်မတက်တင်းတင်းကြီးစုပ်ထားသည်ကျွန်တော်တို့လွတ်ကြပါဦးမလားအသေးဥတုံတွေဟာဒီခိုက်တန်းတွေဖို့ကျွန်တော်တို့ကံကြမ္မာကလုံးဝမရေရာအမေကရုတ်တရက်အရှိန်တင်ကကုန်းဆောင်ပေါ်ပြေးတက်သည်ကျွန်တော်ကိုဒရဂျန်ဆွဲတင်သည်ရေဆိုပြီးချောနေသည့်ဆယ်ပေါင်ကုန်းဆောင်ပေါ်ကတော့ကမျောတက်ရသည်ကျွန်တော်တို့ကိုလက်ကမ်းသူတွေကကမ်းကြကမန်ကရန်ဆွဲသူတွေကဆွဲချနဲ့နောက်ဆုံးတော့ကျွန်တော်တို့အသက်ပေးမှလှုပ်ခဲ့ကြသည်သို့တော့ကျွန်တော်တို့ပိုင်ထိုင်သမျှအဝတ်အထည်အိမ်သုံးဆောင်ပစ္စည်းနဲ့စုဆောင်းထားသည့်ငွေလေးတစ်ပင်းနှစ်ပြားကအစနာမျှမကြံအောင်ပျောက်ကွယ်သွားလေသည်ကျွန်တော်တို့ဘဝကိုတုံညမှပြန်စားကြရပြီအမေကို1892ခုဩဂုတ်လ4ရက်နေ့မှာမွေးသည်နာမည်ကဂါထရုဂျင်ကင်လူမဲမာလေးမစ္စစပီမီယိုတလျှောက်မှာအမေကြီးပြင်းခဲ့သည်ဆင်းရဲမွဲတည်သည်မူရာတန်းကျောင်းမှာ3နှစ်လောက်နေပြီးနောက်ကျောင်းထွက်ပြီးလယ်ကွင်းပြင်မှာအလုပ်ဝင်လုပ်သည်ဆင်းရဲတော်တဲ့အမေစိတ်မပြတ်သူ့မှာမျှော်လင့်ချက်တွေရှိနေမြဲဖြစ်သည်သူ့ကိုကြည့်လိုက်လျင်အမြဲရှင်ပြပြအတန်းငယ်ငယ်ရွယ်နဲ့ပင်အကင်သောစီးတီးတို့အမေရွှေ့ပြောင်းခဲ့သည်မြို့မှာအိမ်စီလုပ်သည်သို့တော်ဒီအလုပ်မှာတိမ်မြုံညှိုးငယ်မနေရက်ွက်ရှိဘာသာရေးနှင့်တာရေးနိုင်ရေးဖွဲ့စည်းများတွင်တွက်ကြကြပါဝင်လှုပ်ရှားသည်ဒီတော့ရက်ွက်မှာအမေလူသည်များသည်မစ္စတာကနဲ့ဒီကခေါ်ကြပြောကြဆိုကြနှုတ်ဆက်ကြသည်အမေကတော်ပူပြက်သို့တော့တွက်လက်ထမြတ်တော်မူရာပြည့်ရှိသည်လူတွေ့လျင်အာရပါရပြုံးတတ်သည်ပြီးတော့အမေတန်မှာတန်မဏိလိုခိုင်မာသည့်စိတ်ဓာတ်ရှိသည်အမေလန်းလျှောက်လျင်မက်လျှောက်သည်ခေါင်းကိုထောင်ထားသည်အရမောင်းရောအည်သွေးပါမနှိမ်ကြသည့်မိန်းမတယောက်၏အသွင်ပြင်မျိုးအမေဘဝမှာဒုက္ခတွေခံစားခဲ့ရဘူးပြီးစိတ်ပြတ်အားငယ်စရာစိုးရိမ်ထိတ်လန့်စရာတွေကြုံခဲ့ဘူးပြီးဒီဟာတွေကြားထဲမှာအမေသည်ရင်းချက်ပြေးဝသူတို့ဖြစ်ထွက်မြောက်လာခဲ့သည်မျိုးစုံတွေတွေ့ကြုံခဲ့ပြီးသူ့အတွက်အနာဂတ်မှာကြောက်ရွံ့စရာမရှိတော့အဖေကခင်မင်ဖော်ယူတဲ့သူတို့ဖြစ်သည်သို့တော်လူပြည်မှာကြာရှည်မနေခဲ့ရကျွန်တော်6နှစ်သားအရွယ်မှာပင်တစ်ဆက်မှာမတော်စွာထိခိုက်မှုဖြစ်ပြီးကွယ်လွန်သွားခဲ့သည်အဖေဆုံးပြီးတဲ့နောက်တစ်နှစ်ကြာမှအမေနောက်အိမ်တော်ပြုခဲ့သည်ပထွေးနာမည်ကဂျင်းဝီလီယံသူကမုံဘူမှမုံဘူသမားတယောက်ဖြစ်သည်ပထွေးတယောက်နေနှင့်သူမဆိုးပါကျွန်တော်နဲ့တစ်ခါမှကတော့ကဆဖြစ်သည်ဟူ၍မရှိအိမ်မှာအမေဩဒါဒီကဖြစ်နေတာကလည်းဒီကြောင်ပါလိမ့်မည်အမေကစီကံသမားကျွန်တော်ကိုအမြဲသွန်သင်ဆုံးမသည်သူဆုံးမမှုကိုကြက်မှတ်ရန်အတွက်ချိန်လုံးကိုအသုံးပြုတတ်သူလည်းဖြစ်သည်ကျွန်တော်ကိုလူတွေကဘာကြောင့်စိတ်လိမ့်မတော့တာလဲမေးလို့ရှိသည်ကျွန်တော်မတော့တာကကျွန်တော်ငယ်10နှစ်သားလောက်တုန်းကအိမ်နောက်ဖွေးမှာစိတ်လိတ်တောင်းနေတာအမေတွေ့သွားသောကြောင့်ဖြစ်သည်အဲ့ဒီတုန်းကအစိုးခံရတာကျွန်တော်ဒီနေ့အထိမမေ့သည်ကျွန်တော်တို့မိသားစုမှာပိုက်တံမရှိပါသို့တော့ကျွန်တော်တို့မစင်းရဲပါဒါကအလွန်ရေးကြီးသည့်အချက်ဖြစ်သည်ကျွန်တော်ဘယ်တော့မှစားလောင်မမွတ်နေသည်ဟူ၍မရှိခဲ့ပါစောင်းတွင်ဆိုလျင်လည်းအိမ်မှာအနှွေးပေးတရားရှိသည်နှွေးပေါက်လျင်လည်းလက်ရေခဲပုံးအဟောင်းကြီးကိုသုံးကအိုက်စကင်လှုပ်ရှားသည်သို့တော်ကလေးဘွားတစ်လျှောက်လုံးကျွန်တော်တောင်းတခဲ့သောအရာတစ်ခုရှိသည်ကျွန်တော်ပတ်ဝန်းကျင်မှာရှိသည့်သွေးချွေမျက်ရည်တွေညစ်ထေးပေးခြင်းနေသောဘဝမျိုးထက်အစစ်တက်ခြင်းမြင်မခြင်းသည်ဆန္ဒသို့တော်ဒီဆန္ဒပြေဝဖို့ရေးမှာအခက်အခဲဟန်တာတစ်ခုရှိသည်ရင်းကအကင်ဆောစီးတီးမြို့မှာနီဂရိုလူငယ်များအတွက်ထက်တန်းကြောင်းမရှိခြင်းပင်ဖြစ်သည်
ထို့ကြောင့်1932ခုအသက်73နှစ်မှာကျွန်တော်ရှစ်တန်းတက်သည့်အခါဒါဒီပင်ကျွန်တော်ရဲ့နောက်ဆုံးဆင့်ပါလားငါသည်လဲရှိကသူများနီးတူဆင်းရဲပင်ပန်းသောဘဝနေပါနှုံချသောဘဝ၌ရက်တည်ကျင်လည်ရတော့ပါကလားဟုတွေ့တော့ပူပန်တရားဖြစ်လာခဲ့သည်သို့သောကျွန်တော်အတွက်မှားခဲ့သည်ကျွန်တော်မိတက်တံပြင်းပြသောစိတ်နှင့်ကြာကုတ်ကြကဲဇွဲနှပင်းနှင့်အလုံးလုံးတဲ့တတိကိုကျွန်တော်စဉ်းစားမိခဲ့အမိကဘယ်သူမဆိုကိုတကယ်လိုချင်သောအရာကိုတကယ်ကြိုးစားလျင်ရကိုရမည်ဟုလုံးဝစိတ်ချယုံကြည်သူမျိုးဖြစ်သည်အာကင်သောစီတီမှာလူမဲကလေးတွေအတွက်အတက်တန်းကြောင်းမရှိဘူးဆိုလျင်ကိစ္စမရှိရှီကာဂိုမှာကျောင်းကောင်းကောင်းတွေအများကြီးရှိသည်အလားတူမြောက်ပိုင်းရှိအခြားမြို့ကြီးတွေမှာလည်းရှိသည်ဒီလိုအခွင့်အလမ်းတွေရှိသဖြင့်လည်းမြောက်ပိုင်းကိုလူမဲတွေတန်းနဲ့ချီပြောင်းရွှေ့နေကြကြသည်မဟုတ်လားကျွန်တော်တို့လည်းသွားခြင်းလျင်လွတ်လပ်သွားခွင့်ရှိသည်တခုရှိသည်ခရီးစေးချီကာဂိုကတော်တော်ဝေးသည်ရထားကမနဲ့ကျွန်တော်တို့အတွက်အတော့ကိုများသောငွေအမေအိမ်မကသူသားကလေးကျွန်တော်ကိုမြို့ကြီးပရာကြီးတို့ခေါ်သွားမည်ထိုက်တန်ပညာသင်ပေးမည်သောအခါအရေးပါသောပုဂ္ဂိုလ်တယောက်ဖြစ်လာစေရမည်ဟုဖြစ်သည်ကျွတ်တင်မမြင်နိုင်သည့်အနာဂတ်တစ်ခုကိုအဲ့လောက်မြုံမှန်းရဲ့ယုံကြည်ရသည့်စိတ်ကတော်ယုံလူမျိုးရှိမည်မို့1932ခုဇွန်လမြောက်ပိုင်းသို့သွားရန်အတွက်ငွေကြေးလုံလောက်စုဆောင်းမိခြင်းမရှိသေးမီပင်အလေတန်းပညာကျွန်တော်ပြီးဆုံးခဲ့သည်သူရသို့သောတည့်ရတော့မေစိမပြတ်နှစ်စာတို့ကြိုးစားကဝင်ငွေရှာသည်ဆယ်မြောင်းလူသားစခန်းများမှာထမင်းချက်သည်အဝိလျှော်သည်မိဘူးထိုးသည်အခြားရစရာလုံမှန်သမျှကိုလည်းလုပ်သည်ဒီနှစ်တွေတစ်နှစ်လုံးအမေအကြီးကျယ်လှုပ်စောကနေသည်အလုတ်အမေအဲ့ဒီလောက်လုံနေပြီဆိုတော့အမေနှင့်ဆက်သောကျွန်တော်သည်လည်းပါရတော့သည်လူ90လောက်အတွက်ချက်ပြုတ်လျှော်ပွဲရသည့်အလုပ်တွေနဲ့အမေတယောက်တည်းဘလို့မှမနိုင်နှင်းဖြစ်သည့်အခါကျွန်တော်လည်းနိုင်သလောက်ဝင်ကူရသည်သို့သောຫນွေရက်တွေကတဖြည်းဖြည်းကုန်လာသည်အခြေအနေကမကောင်းကြောင်းပွင့်ချိန်မီရှိကကိုတို့သွားဖို့ခီးသိပ်ပြည့်ရန်မဖြစ်နိုင်တော့ဆိုတာတဖြည်းဖြည်းထင်ရှားလာသည်ကျွန်တော်တို့အိမ်မက်ပြက်ပြဲတော့မလောက်ဖြစ်နေသည်ဒီချိန်တွင်မိထံသို့အားသင့်တဲ့တကားတို့ကြားသည်ရှိကကိုသွားဖို့ခီးသိပ်ပြည့်သည့်အထိငါသားရှစ်တန်းမှာပဲဆက်နေရမယ်ဆိုသောစကားဖြစ်သည်အမေကကျွန်တော်ကိုလမ်းကျလမ်းကြားရှောက်သွားနေမှာမလို့လားအနေကြအကျဉ်းသားလုံများလုံးဝမလုံးစေခြင်းဒီတော့သူမလို့လားဒီကိုရှောင်ဖို့အမေရွေးချက်သည်နီလန်းကကျွန်တော်ရှစ်တန်းကိုပြန်တက်လိုအပ်လျင်အချင်းချင်းတက်လူကကျွန်တော်ကိုရေကြသည်ဘာမှဖြစ်လာစရာမရှိတဲ့ကောင်လေးအတွက်ဒီလောက်ဒီအကြီးရှောက်လို့နေရသလားမင်းယူနေသလားစသည်ဖြင့်အိမ်နီးနားချင်းများအားကအမေကိုပြည့်တင်ပြောဆိုကြသည်အမေခင်မုန်းကလည်းအမေလောက်တာဟုတ်မဟုတ်သေးရလားတန်းရရှိလာပြီအမေကတော့ဘာမှဖြစ်ရှင်းချက်ပေးမနေအလုပ်ကိုဖိလုပ်သည်အိမ်မက်ကိုဆက်မှတ်သည်ပတ်စံဆက်ဆိုသည်ပြရမယ်လို့ဆွဆွမြဲမြဲယုံကြည်မယ်ကိုလန်းကိုရွေးချယ်ထားတဲ့ပွဲကိုဝင်ပြိုင်မှုဇွဲနှပဲလည်းရှိရမယ်ဆိုရင်အောင်ပွဲဆိုတာပြေးမလို့ဘူး၍အမေဆိုခဲ့သည်တနေ့ကျော်မြကြအောင်သူ့လုပ်ကိုသူရင်းရတူဝချင်းကအမေဆက်လုပ်ခဲ့သည်1933ခုဇူလိုင်လမှာအမေချွေးသည့်ချေပေါက်ကြအောင်ရှာခဲ့သည့်နောက်ဆုံးပေါ်ဒေါ်လာငွေသားအနှင်းငယ်ကိုဖြည့်ဆည်းပေးသည့်နောက်ကျွန်တော်တို့လိုငွေပြည့်သွားခဲ့သည်ကျွန်တော်တို့လွတ်မြောက်ရေးလမ်းစာရှိရာမြောက်ပိုင်းဒေသတည်သို့အမိမျက်နှာမူပြီးကျွန်တော်တို့အာကင်ဆော့မှာတကယ်ထွက်ခွာရကြတော့မည်တကယ်ထွက်ခွာကြတော့မည်ဆိုတော့ကျွန်တော်တို့အာကင်ဆော့မှာတကယ်ထွက်ခွာကြတော့မည်ဆိုတော့ပထွေးပြစ်သူကစိုးရိမ်နေနားတိမှုကြိုးစားရှာပါသည်ဟိုမှာကျွန်တော်တို့အကြီးကျယ်ဒုက္ခရောက်ကြလိမ့်မယ်အလွန်အေးမြသောရှီကာဂိုစောင်းကာလမှာအလုံးလက်မဲ့ဒုက္ခသည်များစခန်း၌တန်းစီကအေးခဲပြီးတည်သုံးသွားနိုင်သည့်စသည်ဖြင့်ပူပန်တကားဆိုသည်စင်စစ်အမေကိုလည်းသူမခင်မှုကိုခွက်ရသည်မှာအင်မတန်မှရဲဝံစွန်းသောအလုပ်ဖြစ်သည်ဟုကျွန်တော်မြင်သည်အမေကျွန်တော်မေသူကိုဘလောက်ချစ်ခင်တွေ့တာတဲ့ဆိုတာကျွန်တော်အသိဖြစ်ပါသည်သို့တော့ယခုတော့သူချစ်သူကိုထားရကသိန်းတရံမြို့ပြတစ်ခုတည်သို့ကျွန်တော်ထွက်ခွာပါတော့မည်အမေရင်ခွင်မှာမြင်းမြနာကျင်နေလိမ့်မည်မသိသို့တော့ယထာဝတ္တချိန်၌အမေတုံဆိုင်ခြင်းမရှိခဲ့အမေသည်သူခင်မောအားချစ်ခဲ့ပါ၏သို့တော့ကျွန်တော်ပညာရေးနဲ့ဘဝလွတ်မြောက်ရေးအတွက်ကိုပို၍ချစ်ခဲ့သည်ဟုဆိုရသည်ထွက်ခွာတော်မူအချိန်၌ကျွန်တော်ကမျှော်လင့်မှုစူးရင်မှုများဖြင့်အကြီးကျယ်စိတ်လှုပ်ရှားလျက်ရှိသည်ကျွန်တော်အသက်15နှစ်ရှိပြီကျွန်တော်ဘဝရခင်ကနှင့်လုံးဝချမ်းသာသောပါတော့သည်ရှီကာဂိုမှာမေစီလုံးပင်လုပ်သည်မိခင်မုံကနောက်တစ်နှစ်အကြာမှာတော်တို့ထံသို့လိုက်လာသည်ကျွန်တော်ရှီကာဂိုမှာအထက်တန်းဆင့်
တက်ရသည်ရှင်ခံပညာအစင်းမြင့်တံကိုဂုံတူးတွေဖြင့်အောင်သည်1942ခုအသက်24နှစ်မှာကျွန်တော်ကိုယ်ပိုင်မဂ္ဂဇင်းတစ်စောင်ထုတ်ဝေရန်စိတ်ကူးတစ်ခုစရသည်ညီကရိုးတန်ချက်ဒီစိတ်ကူးကိုအကောင့်ထဲပေါ်ရန်ကြိုးစားသည့်အခါကျွန်တော်အခက်အခဲတစ်ခုနှင့်ရင်ဆိုင်ရသည်ငွေကိစ္စစာအုပ်လာပေးမှာယူရန်အလားလာရှိသည့်ပုဂ္ဂိုလ်ထံဆက်သွယ်စာများပြုပို့ရန်အတွက်တစ်စိတ်ကောင်းဖို့ဒေါ်လာ900မြကျွန်တော်လိုနေသည်ငွေကုမ္ပဏီတစ်ခုရှိသည်သို့တော်အသင့်သောအာမခံပစ္စည်းပြနိုင်မှရမည်ဒီတော့အမေဒီပဲကျွန်တော်ကြည့်ရသည်အမေမှာအိမ်တော်ပရိဘောကအသစ်တချို့ဝယ်ထားသည်ရှိသည်ဒါတွေဝယ်ရမှာကျွန်တော်အကူအညီလဲအတန်အမြင့်ပါပါသည်ဒေါ်လာ900ချိရန်အတွက်ပရိဘောကတွေအာမခံပေးထားဖို့ပြောသည့်အခါအမေကတွေ့သွားသည်ကျွန်တော်တက်တက်မှာအမေငိုင်တော့တာပထမဆုံးမြင်မှုချင်းဖြစ်သည်ဒီပရိဘောကတွေဝယ်နိုင်ဖို့သူ့မှာနှစ်ရှည်လာများကြိုးစားစုဆောင်ခဲ့ရသည်ဒါတွေလွယ်ကူဆုံးရှုံးသွားမှသူမလို့လားကျွန်တော်အမေကိုတောင်းပန်တို့ရွ၍အမျိုးမျိုးပြောဆိုပူဇော်သည်နောက်ဆုံးတော့အမေကဒီကိစ္စကိုဘုရားသခင်ကြီးပြင်ပြကြည့်မယ်လို့ဆိုလိုက်သည်နောက်တစ်ပတ်ခန့်အကြာမှာကျွန်တော်အမေတန်နေတိုင်းသွားသည်ဘုရားသခင်ကဘယ်လိုမိန့်တော်မူသလဲမေးသည်ဘာမှမသိရသည်ငါဆုတောင်းလုံးမဲ့ဟုဆိုသည်သူနှင့်ကျွန်တော်ပါအမေနှင့်အတူဘုရားရှိခိုးသည်ဘုရားသခင်ထံဆုတောင်းသည်ဒီနေ့မှတော့အမေကပြောသည်ဘုရားသခင်ကအမေကိုလုပ်ပေးလိုက်လို့ပြောပြီးထင်တာပဲတဲ့1943ခုမီဂရိုကြီးဒိုင်ချက်အောင်မြင်သွားသည်ကျွန်တော်နှစ်ပေါင်းများစွာစိတ်ကူးရင်လာခဲ့သည့်အိမ်မက်တစ်ခုအကောင့်ထဲပေါ်နိုင်တော့မည်အမေတော်ကျွန်တော်တော့ကအမေဒီနေ့ကစားပြီးအလုပ်လုပ်စရာမလိုတော့ဘူးပြီးပြောလိုက်သည်ဒီစကားပြောလိုက်ရသဖြင့်ကျွန်တော်ရှင်ထဲမှာပေါ်သွားရှင်းသွားသည်တရားမဂိတ္တတစ်ခုအောင်မြင်သွားတယ်လို့ခံစားရသည်ဒီမတိုင်ခင်မီဒီနောက်ပိုင်းမှာပါအခြားအဲ့ဒီလိုစိတ်ပေါ်ပါချမ်းသာသွားတာမျိုးကျွန်တော်မခံစားဘူးထင်သည်1918ခုနှစ်မှာအမေကွယ်လွန်သည့်နေ့အထိ59နှစ်တိုင်အမေနဲ့ကျွန်တော်နေ့စဉ်ဒီပါတွေ့ဖြစ်စကားပြောဖြစ်သည်ကျွန်တော်ရုရှားပဲရောက်အာဖရိကမှာပဲဖြစ်ဖြစ်ပြင်သစ်မှာပဲရှိဘယ်ရက်ဒေသရောက်သည်ဖြစ်စေအမေကတော့တနေ့တစ်ချိန်ဖြစ်အောင်ကျွန်တော်ဖုံးဆက်သည်တစ်ချိန်မှာတော့ဟေတီကျွန်းမှာရှိတဲ့အမေတန်စကားပြောသည့်အခါကြီးနန်းတိုင်ပေါ်တက်ပြီးလန့်ဆက်ရသည်ကျွန်တော်ကိုကြည့်ပြီးလူတွေကရဲကြသည်သို့တော်အမေကတော့သိပါသည်ကျွန်တော်မှာအခက်အခဲအကျက်တွေကြုံသည့်အချိန်နဲ့အမေတန်ဖုံးဆက်လျင်ဖြစ်မှာပါသားရဲ့အောင်မြင်မှာပါဟုအမေအများပေးလေးရှိသည်ထူးထူးခြားခြားနေတနေ့မှာတော့ကျွန်တော်အမေကျွန်တော်တော့သွားပြီးထင်းနေပြဟုပြောမိလိုက်သည်အဲ့ဒီရက်ပိုင်းမှာတော့ကျွန်တော်ဘဝတသက်တွင်အဆိုးဝါးဆုံးရက်ပိုင်းကိုဆွေးနွေးလိမ့်မည်ထင်သည်ဒါမင်းတကယ်ကြိုးစားရလားအမေကမေးသည်ဟုတ်ကဲ့အမေတကယ်တည်တည်ချာချာကြိုးစားတာအမှန်တော့ဟုတ်ပါတယ်ဒါဆိုမပူပါနဲ့ဒါမင်းတကယ်ကြိုးစားနေတာမှန်ရင်မအောင်မြင်ကြမရှိဘူးအောင်မြင်လိမ့်မယ်မကြိုးစားတော့ဘူးဆိုမှသာတကယ်ရှုံးသွားတာပါအမေအဲ့ဒီစကားကိုပြက်အောင်ပြောခဲ့သည်အမေကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါခိုင်မာပြတ်သားသောအမျိုးသမီးတစ်ယောက်ဖြစ်သည်ကျွန်တော်ဘဝမှာအမေဒီကစိတ်သက်စွမ်းအားတွေမရသောနေ့တစ်နေ့မှမရှိခဲ့ပါ